Okay မိတ်ဆွေများအားလုံးမင်္ဂလာပါဗျာဒီညနေတောက်ကြနေ့နော်26ရက်12လ2025တောက်ကြနေ့ညနေခင်းအတွက်ကိုညနေအတွက်ကျွန်တော်တွက်ပြပေးပါမယ်နော်ဝမ်းချင်းကတော့2ပတ်ရှိပြီမှန်ထားတယ်အဲ့ဒီဝမ်းချင်းကိုအခုတွက်ပြပေးမယ်ရှားကြည့်ပါနော်မိတ်ဆွေတို့ဒီမှာက9ထိပ်3ထိပ်8ဒီမှာ83ဝန်းချင်းကြာနော်83ဝန်းချင်းဒီမှာထွက်ရနော်8ဒီမှာက3ထိပ်4ထိပ်ခွန်ဗျာ82ဝန်းချင်းနော်ဒီမှာခွန်ထွက်တယ်နော်ခွန်ဒီမှာ4ထိပ်4ထိပ်83ဝန်းချင်းကြာနော်ဒီမှာက3ထွက်တယ်ရှားကြည့်နော်ဒီမှာ4ထိပ်9ထိပ်3 8ဝန်းချင်းနော်ဒီမှာ8ထွက်တယ်ဒီမှာ9ထိပ်ဆိုတော့83ဝန်းချင်းနော်83ဒီမှာ83ဝန်းချင်းโอเคလား83မထိမပေါက်ဘူးနော်โอเคဒီညနေက1နှစ်3ထိပ်စီဟော1နှစ်3ထိပ်စီနော်1နှစ်3အဲ့တော့ဒီ3ကတူနေတယ်ဒီညနေထိပ်စီကထိုင်းဘူးဘက်ထိပ်စီက1နှစ်3ပါ1နှစ်3ဆိုတော့ဒီမှာ3တူနေတယ်နော်โอเคအဲ့တော့3ထိပ်စီဆွဲမလား3ကိုဘာထိုးမလဲဆိုတော့ကျွန်တော်က3ထိပ်နဲ့3လေးကြိုင်ထိုးနော်3 4 3 9 30 3 2 3ခေါ်နော်အဲ့ဒါရွေးထားတယ်နော်3 4ကြိုက်တယ်ပူကြိုက်တယ်ပြီးတော့3 2ပူကြိုက်တယ်အဲ့တော့3 9 30 3ခွန်အဲ့ဒီဟာဆိုရင်ဒီ3ခွန်လေးလည်းကြိုက်ပါတယ်3 9နဲ့30နဲ့တော့နော်ဒုအနေနဲ့ထိုးပါပေါ့နော်အပူးလာခဲ့ရင်အပူးဆိုရင်နော်3 3နော်8 8 3 3 8 8နှစ်နှစ်ခွန်ပေါ့ဗျာအဲ့ထက်ရနော်အဲ့ထက်ထိုးပါနော်အပူးလာခဲ့ရင်ဒါကောင်ကတော့ဟောခွဲအောက်ကွက်ရွေးထားပါနော်အပူထဲမှာဆိုရင်တော့လေးတစ်ကွက်ပါအပူဆိုရင်တော့ဖြစ်နိုင်ကြီးကတော့ဒီ3 3 4 4ပူကြိုက်တယ်ဗျာအခုကနော်3 3 4 4ပဲဘူးဆိုရင်လည်းကောင်းโอเคနော်အဲ့ဒီဟာဒီဝမ်းချင်းရဆိုရင်2ပတ်တိတိနော်2ပတ်တိတိသွားထားရဝမ်းချင်းနော်အဲ့ဒီလိုလိုရရင်3ပါနော်အားပေးတယ်ဆိုလို့ရှိရင်နေတိုင်းတင်ပေးမယ်အားပေးတယ်ဆိုရင်တော့အသေးပေးပါsubscribe လုပ်တာပါပေါ့နော်အားပေးတယ်ဆိုရင်ကျွန်တော်နေတိုင်းတင်ပေးသွားပါမယ်နော်